စီရှိပါစေဘယ်လိုခက်ခဲမျိုးနဲ့ကြုံတွေ့နေမင်းသာကိုယ်ရဲ့နှဘေးမှာရှိနေရင်ဆိုင်ဖို့တတိတွေရှိတယ်စီရှိပါစေဘယ်လိုခက်ခဲမျိုးနဲ့ကြုံတွေ့နေမင်းသာကိုယ်ရဲ့နှဘေးမှာရှိနေရင်ဆိုင်ဖို့တတိတွေရှိတယ်လိုချင်တဲ့မောပြေနဲ့လေးတွေအချစ်စင်မရဲ့ဘယ်တော့မှမခွဲဘူး